Hello everyone ဒီနေ့တော့ GED စာမေးပွဲဖြေတဲ့အချိန်မှာနောက်ထပ်အရေးပါတဲ့ grammar တစ်ခုကိုဒီဗီဒီယိုကနေရှင်းပြထားပေးပါတယ်။ဒါလေးကတော့ subject and verb agreement เนาะ subject and verb agreement ကတော့ရိုးရှင်းတယ်လို့ထင်ရပေမဲ့လည်းကျောင်းသားတွေကမာတက်ကြတဲ့အတွက်သေချာလေးလေ့လာထားဖို့လိုအပ်ပါတယ်။ဆိုတော့အဲ့တော့ subject and verb agreement ဆိုတာကဘာလဲဆိုတော့မသိခင် subject နဲ့ verb ကိုအရင်ဆုံးခွဲတတ်ရမယ်စာကြောင်းမှာเนาะ subject ဆိုတာကတော့ who or what the sentence is about ဒီစာကြောင်းကဘယ်သူအကြောင်းပြောထားတာလဲဘာအကြောင်းပြောထားတာလဲเนาะပြုလုပ်သူဒါမှမဟုတ်အကြောင်းအရာက subject verb ဆိုတာကတော့အဲ့ဒီ action ကိုလုပ်နေတဲ့ action ကဘာလဲသဘောကပြေးပြီးလို့သွားပြီးလာပြီးပေါ့အဲ့လိုမျိုး action တွေကိုပြောတာက verb เนาะအဲ့တော့ဘာလို့ဒီစာမေးပွဲမှာဘာလို့စစ်လဲဆိုတော့ subject and verb က agree ဖြစ်ရမယ်သဘော subject ကအနည်းဆိုရင် verb ကလည်းအနည်း singular subject က plural ဆိုလို့ရှိရင် verb ကလည်း plural ဖြစ်ရမယ် for example the student writes every day the students write every day အစားကြောင်းတစ်ကြောင်းမှာကြည့်မယ်ဆိုလို့ရှိရင် the student writes every day ဆိုတဲ့စာကြောင်းမှာ student က subject ကအနည်းဖြစ်တဲ့အတွက် verb ကအနည်း ses ပါရမယ်เนาะအောက်တစ်ကြောင်းမှာဆိုလို့ရှိရင် student မှာ s ပါတယ် subject ကအများဖြစ်သွားတဲ့အတွက် verb ကလည်းအများဖြစ်ရမယ်เนาะအဲ့ဒီဟာလေးကိုသတိထားတတ်ရမှာပေါ့ဆို GED စာမေးပွဲမှာတော့သိထားတဲ့အတိုင်းပဲ sentence လေးတွေက complex လေးတွေကိုပြီးပြီးမှမေးလို့ရှိတဲ့အတွက်เนาะ understanding ဘက်မှာခက်တဲ့အချိန်မှာအကြောင်းသားတွေက subject verb တွေကိုမခွဲနိုင်တော့တဲ့အနေအထားရှိတတ်တယ်တို့ဒီလို simple sentence မှာတော့ခွဲရတာတော့လွယ်တယ်ဒါပေမဲ့လည်းဒီ concept လေးကိုပဲယူသွားပြီးမှ complex sentence မှာလည်းခွဲတတ်ရမှာပေါ့နော်အဲ့တော့ singular subject ကတော့အမြဲတမ်းသူက s ပါတဲ့ verb ကိုထည့်ပေးရမှာနော် she walks he walks she walks အဲ့လိုလေးပေါ့နော် plural subject ကြလို့ရှင်တော့ plural verb ကိုထည့်ပေးရမယ် they walk we study students run အဲ့လိုပေါ့နော်ပြီးတော့GED အတွက် tip လေးတစ်ခုပေးရမယ်ဆိုလို့ရှိရင် singular subject က verb usually end in a singular subject ရဲ့အနောက်ကလာတဲ့ verb က s ပါရမယ် plural subject ရဲ့အနောက်ကလာတဲ့ verb က s ထည့်လို့မရဘူးပေါ့နော်အဲ့လိုလေး tips လေးနဲ့မှတ်ထားလို့ရတယ်နောက်ပြီးတော့ compound subject တွေကိုလည်းခွဲတတ်ရမယ်ဒီအချိန်မှာ compound subject နှလုံးဖြစ်သွားတဲ့အချိန်မှာကျောင်းသားတွေကပြန်မတတ်ရော now when two subjects are joined by and use a plural verb like Tom and Jerry Tom နဲ့ Jerry and နဲ့ဆက်ထားတယ်ဆိုလို့ရှိရင်အနောက်က Jerry ဆိုတာကိုကြည့်ပြီးတော့ကျောင်းသားတွေက singular လို့ထင်တတ်ကြတယ်အဲ့လိုဆိုလို့ရှိရင်မရဘူး subject က and နဲ့ဆက်တယ် subject နှလုံးကို and နဲ့ဆက်တယ်ဆိုရင်တော့ plural လို့သတ်မှတ်ရတဲ့အတွက် verb က plural ဖြစ်သွားမယ်နော် like Tom and Jerry are friends the teacher and the principal attend the meeting Tom and Jerry is friend လို့တွားရင်းရင်တော့ဒီနေရာမှာမှားမယ်เนาะဒါလေးကတော့ဒီလိုနေရာလေးမှာကျောင်းသားတွေကမှားတတ်ပါတယ် okay နောက်ပြီးတော့ဆက်ကြည့်မယ်ဆိုရင် compound subject လေးပေါ့နောက်ထပ်နောက်တစ်ခုမှတ်ရမှာကဒီ either or နော် either or တွေ no တွေနဲ့ဆက်တဲ့စာကြောင်းဆိုရင်လည်းကျောင်းသားတွေ confuse ဖြစ်တယ်ဆိုတော့ဒီမှာ either or neither no ဆက်တဲ့စာကြောင်းတွေအတွက်အလွယ်လေးမှတ်ရမှာကဒီမှာ either the teacher or the student ဆိုဒီ either or ရဲ့အနောက်က subject ကအများဆိုရင် verb ကအများဖြစ်မယ်နော် either or မှာပါတဲ့အနောက်က subject ကအနည်းဆိုလို့ရှင်သူကအနည်းပဲဖြစ်ရမယ်နော်ဒီမှာ the teacher ကိုအရှိထားပြီးတော့ either the teacher or the students လို့ပြောတယ်ဒီမှာ students ကအများဖြစ်နေတဲ့အတွက် are responsible နော် either the students or the teacher is responsible အဲ့လိုဖြစ်မယ် neither John nor his friend have arrived နော် John ဒါမှမဟုတ်တငယ်ချင်း have arrived ဒီမှာ friends က s ပါတယ်အတွက်အနီးစပ်ဆုံး verb ကိုအနီးစပ်ဆုံး subject ကိုပဲကြည့်ပြီး verb ကိုရွေးရမှာပေါ့အဲ့လိုလေးမှတ်ထားလို့ရတယ် neither John's friends nor John has arrived ဆိုဒီမှာကျရင် John ကိုအနောက်မှာထည့်လိုက်တဲ့အတွက် verb ကအနည်း has ကိုသုံးလို့ရတယ်เนาะအဲ့တော့
either or neither nor ဆိုလို့ရှိရင်အနောက်က subject ကိုကြည့်ရမယ်လို့အဲ့လိုလေးမှတ်ထားလို့ရပါတယ်ဆိုတော့နောက်ထပ်ဘာတွေမှတ်ရမှာလဲဆိုတော့ဒီမှာ singular indefinite pronoun တွေဖြစ်တဲ့ everyone everybody someone somebody anyone anybody each either neither အဲ့လို singular indefinite pronoun တွေကိုဆိုလို့ရှိရင် singular word တွေသုံးပြရမယ်เนาะအဲဒီစာလုံးတွေအားလုံးကိုသေချာမှတ်ထားမယ်အနောက်ကနေလာတဲ့ verb ဒီ singular ဖြစ်ရမယ်အဲ့တော့အဲ့လိုမှတ်ထားရင်ရပါပြီ indefinite pronoun တွေကိုသေချာမှတ်ထားဖို့လိုပဲအဲ့တော့ indefinite pronoun တွေကဒီမှာပေးထားတဲ့တလောက်လေးမှတ်ထားရင်ရပါတယ်เนาะနောက်ထပ်ဘာကိုចောင်းသားတွေကမှားတတ်လဲဆိုလို့ရှိရင်စကားလုံးတွေကြားထဲမှာเนาะ subject နဲ့ verb ပြကြားထဲမှာအပုံထည့်ထားတဲ့စာလုံးတွေကိုမခွဲတတ်တဲ့အတွက် subject ကဘယ်ဟာလဲဆိုတော့မခွဲနိုင်တတ်ကြဘူးအဲ့အချိန်မှာလည်းမှားတတ်တယ် like ဒီ example မှာကြည့်လိုက်လို့ရှိရင် the teacher along with her students is attending the event လို့ပြောလိုက်တဲ့စာကြောင်းမှာဆိုလို့ရှိရင်ဒီမှာ subject ကအဓိက the teacher လို့ပြောချင်တာ teacher ကဘယ်လို teacher လဲ along with the student သူရဲ့ကျောင်းသားတွေနဲ့လာတဲ့ teacher ဆိုတော့ဒီမှာ subject ကတယောက်တည်းအကြောင်းကိုပြောနေတာ teacher အကြောင်းကိုပြောနေတာအဲ့ဒါအကြောင်းမလို့အနေနော် the box of books is heavy ဒီမှာ the box of books လို့ပြောပြီးတော့ books ကိုပြောတာမဟုတ် box ကိုပြောတာနော် singular ကိုပြောတာအဲ့ဒါအကြောင်းမလို့အနောက်က verb က singular is ဖြစ်နော်အဲ့လို subject verb တွေကိုသေချာသတိထားတတ်မယ်ဆိုရင်တော့ subject verb agreement မှာမားစရာတော့တိတ်တော့မရှိဘူးအဲကျောင်းသားတွေအဓိကမားတာကတော့စာကြောင်းအရှိကြီးတွေမှာသူကသွားရောပြီးတော့မေးလိရှိတဲ့အတွက်နော် confuse ဖြစ်တတ်ကြတာကိုတွေ့ရတယ်ပေါ့နော်ဒီစက် exercise တွေလုပ်ခိုင်းတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့တော့နောက်ထပ်တစ်ခုထပ်မှတ်ရမှာကတော့ collective nouns တွေက group of like a group ကိုပြတာလေဟုတ်တယ်မလား like team လို့ပြောတယ်အုပ်စု family လို့ပြောတယ်နော်မိသားစု committee နော်အုပ်စုအဲ့ဒါတွေက class ဆိုအဲ့ဒါကိုလည်းအမြဲတမ်းသူက singular အနေနဲ့သုံးတယ်နော် my family are လို့ပြော my family is the team is winning the committee is organizing a party like the class is very noisy တွေ့လားအဲ့လိုအနေနဲ့ပဲသုံးရမယ်လို့သိချာမှတ်ထားဖို့လိုတယ်နော် collective nouns တွေကိုအနေနဲ့ပဲမှတ်ပါ so ဒီ collective nouns တွေကိုလည်းposter လေးနဲ့ teacher တို့ရဲ့ Facebook page မှာတင်ထားပေးပါတယ်เนาะတွားပြီးတော့save လေးလုပ်ပြီးတော့ notes လေးရေးလို့ရတယ်အဲ့တော့ GED မှာမှတ်ထားရမယ်เนาะ golden rules ပေါ့ golden rules လေးတစ်ခုပြောပြမယ် subject ကိုအရင်ရှာ singular လား plural လားဆုံးဖြတ်ပြီးမှ verb ကိုယူเนาะအဲ့ rule တစ်ခုနားလည်ထားရင် GED เนาะ RLA grammar question တွေထဲက subject and verb agreement လေးခုတွေကိုအကုန်လုံးမှန်အောင်ဖြေနိုင်မှာတော့သိချတယ်အဲ့တော့ဒီဗီဒီယိုလေးကိုလည်းနှစ်ခါသုံးခါကြည့်ပြီးတော့ notes လေးရေးပြီးတော့သိချGED စာအုပ်တွေထဲမှာရှိတဲ့ exercise လေးတွေကိုတွားလုပ်မယ်ဆိုရင်တော့ဟိုပါဘောနော် practice သိချရသွားမယ်ဆိုရင်တော့စာမေးပွဲမှာမှာဖို့အခွင့်အလမ်းတွေနည်းသွားမှာနော်အဲ့လိုမှမဟုတ်ပဲနဲ့ GEDR လေးကိုတည်တည်ချာချာလေ့လာခြင်းနဲ့ဆရာနဲ့ teacher နဲ့အတူတူသိချာလေ့လာခြင်းနဲ့ဆိုရင်တော့ GEDR လေးအတန်းလေးကိုလည်းလာတက်လို့ရတယ်teacher တို့သင်တန်းမှာ by 1တက်လို့ရတယ် in group class လည်းတက်လို့ရတယ် face to face online အကုန်လုံးတက်လို့ရတယ်အဲ့တော့တက်မယ်ဆိုလို့ရှိရင်လည်း teacher တို့ကိုFacebook page ကနေပဲဖြစ်ဖြစ် the first ရဲ့ TikTok page ကနေပဲဖြစ်ဖြစ်ဆက်သွယ်လို့ရတယ်အဲ့တော့ဒီနေ့ဒီလိုပဲ GED grammar လေးတွေကိုဆက်လက်လေ့လာချင်တယ်ဆိုရင်တော့ teacher တို့ရဲ့ Facebook TikTok ကို join ပေးပါ teacher တို့ရဲ့ဒီ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးပါလို့ဆက်ပြောချင်ပါတယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုကြည့်ပြီးတဲ့သူတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နော်